Alright music level လေးတို့ရေ Euro speaker ကောင်းကောင်းတစ်လုံးဝယ်တော့မယ်ဆိုရင်ဘယ်အချက်တွေကအရေးကြီးလဲဆိုတာကိုသိကြလားမသိဘူးဆိုလို့ရှိရင်ရုံးကဒီနေ့အချက်လေး၅ချက်လေးကိုပြောပြပေးမယ်။ Okay ဒါဆိုရင်စလိုက်ကြရအောင်။ပထမဆုံးရေးကြီးအချက်ကတော့ battery life ခေါ် battery သက်တမ်းမှာကိုကတငယ်ချင်းနေနဲ့ခရီးသွားမယ်ပါတီဝဲကြီးလောက်ခံနေကြကမှာကိုရဲ့ speaker ကြီးအားမရှိပဲတီဖြစ်လာလို့ရှင်အရန်ကို free out ပါတယ်။ကဲဆိုတော့ battery ကိုလည်းအဓိကထည့်စဉ်းစားဖို့လိုအပ်ပါတယ်။အနည်းဆုံးကိုရဲ့ speaker play time အနေနဲ့8နာရီလောက်ထိခံတဲ့ speaker မျိုးကိုရွေးချယ်ဝယ်ယူတင်တယ်နော်။နောက်တစ်ချက်ကတော့ IP rating မှာကိုက indoor ထဲမှာပဲ ACC တချင်းတွေနားထောင်မယ်ဆိုလို့ရှင် IP4 နဲ့အထက်ကိုရွေးချယ်ဝယ်ယူတင်ပြီးတော့ကိုက outdoor မှာအကြံပဒန်းလဲတုံးမယ်ကမ်းခြေပါအထိပါတည်သွားမယ်ဆိုလို့ရှိရင်တော့ IP7 လောက်ထိကိုရွေးချယ်ဝယ်ယူတင်ပါတယ်။နံပါတ်3ချက်ကတော့လူတော်တော်များများလည်းမသိသေးတဲ့ audio codec ပါ။ audio codec ဆိုတာကဖုန်းထဲကသချင်းတန်တွေကို speaker ကြီးကိုလေလံကနေတဆင့်ပို့ဆောင်ပေးရဲ့စနစ်တစ်ခုပါ။ audio codec က၄မျိုးရှိပါတယ်။အဲ့ဒီ၄မျိုးထဲမှာ APDH နဲ့ LDAC ကတော့ speaker ရဲ့အတန်ဆွမ်းဆောင်ရည်ကိုပို့ပြီးတော့ကောင်းအောင်ပြုလုပ်ပေးနိုင်တယ်။နံပါတ်4ချက်အနေနဲ့ကတော့အရွယ်အစားနဲ့တေဆောင်ရလေကူရဲ့ speaker ကိုရွေးချယ်ဝယ်ယူတင်ပါတယ်။ကိုက speaker တစ်ခုကိုအိမ်မှာပဲအထိုင်ထားမယ်ဆိုရင် weight 400ကပြဿနာမရှိပေမဲ့ကိုကခရီးကိုတည်သွားမယ့်အခါမှာ weight များနေရဆိုလို့ရှိရင်တော့တော်တော်လေးကိုစိတ်အနှောက်အယှက်ဖြစ်ရမှာပါအဲ့တော့ကိုအသုံးပြုမဲ့နေရာအနေထားပေါ်မူတည်ပြီးတော့လေ speaker ရဲ့အရွယ်အစားနဲ့အလေးချိန်ကိုတခြားလေးရွေးချယ်ဝယ်တတ်ဖို့လိုမယ်နော်နောက်ဆုံးနံပါတ်5ချက်အနေနဲ့ကတော့ NFC system ပါတာတွေ speaker နှလုံးချိတ်ဆက်လို့ရရဲ့ TWS mode dual audio mode နဲ့ application နဲ့ပါချိတ်ဆက်ပြီးတော့ equalizer ရဲ့ bass တန်ညာစာစိတ်တိုက်ချိန်ကြီးရရဲ့ speaker ကိုရွေးချယ်ဝယ်တင်ပါတယ်ဒါဆိုရင်ဒီအချက်5ချက်ကိုသာကောင်းကောင်းသိထားမယ်ဆိုလို့ရှိရင် Euro speaker ကောင်းကောင်းတစ်လုံးကိုလုံးဝကိုရွေးချယ်ဝယ်တက်မှာပဲဖြစ်ပါတယ်ဗီဒီယိုမှာပြပြပေးသွားရဲ့အချက်5ချက်ကိုလည်းနောက်ဗီဒီယိုမှာအသေးစိတ်ပြန်လည်ရှင်းပြပေးမှာမို့လို့နောက်ထပ်သိချင်တာလေးတွေလည်းရှိသေးရဆိုရင် comment မှာမှန်းကပ်ပေးလို့ရပါတယ်ကဲဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်